Hello မင်္ဂလာပါရှင်ကျွန်မတို့ဒီနေ့ product တွေနဲ့ပြန်ပြီးတော့တစ်ခါ message ပေးမယ်နော်တချို့တော့ကျတော့ဆွေစဉ်ကိုတီးနေကြတယ်တီးနေကြပြီးတော့ဘာတွေပါလဲဘာ product တွေပါလဲပြီးတော့ပြန်ရောင်းရင်ရောဘယ်ရောင်းရမလဲဆိုတော့ဟာလေးပေါ့နော်ကျွန်မဒီနေ့ပြန်ပြီးတော့ပြပြရှင်လို့ရှင်ပထမဆုံးကျွန်မကဒီမှာ hair နဲ့ပတ်သက်ပြီးတော့ hair care နဲ့ပတ်သက်တဲ့တွဲလေးတွေအရင်ကျွန်တော် message ပေးမယ်ကျွန်တော်တို့အခုဆွေစဉ်ကနေထုတ်ထားတဲ့ခေါင်းစော်ရည်ကကျတော့အလုံး3မျိုးရှိတယ်နော်ဒီမှာလည်း face ရှိမယ်ပြီးတော့ toilet bag ရှိမယ်ပြီးတော့နောက်တစ်မျိုးကျတော့ကျိန်းမှန်ရှိမယ်နော်ဆမ်ပူကအဲ့ဒီ3မျိုးရှိမယ်နော်ဈေးကကျတော့တူတူပဲကျွန်တော်ဒီမှာတပူးဈေးကကျတော့8500နော်လက်လီဈေးပေါ့လက်လီဈေးက8500ကျွန်တော်ဆက်ပူးဈေးဝယ်တဲ့ခါကျရင်တော့9500နော်အဲ့ဒါကျတော့ဒါကကျတော့ဆပ်ပူရနော်ပြီးတော့နောက်တစ်ခုကကျတော့ကျွန်တော်တို့ဒီမှာကျိန်းမှန်ပေါ့ကျိန်းမှန်ဘုတ်ကကျတော့ကျွန်တော်တို့ခေါ်ကကျတော့ကျိန်းမှန်ဘုတ်ပဲခေါ်ပြီးထားတယ်ဒါပေမဲ့ပေါ်တဲ့ဘုတ်ကကျတော့ကျွန်တော်တို့6မျိုးပါမယ်နော်ကျိန်းမှန်အောင် menu တက်တဲ့လောက်လည်းဖိပြီးတော့ဈေးပြဖန်ကကျွန်တော်ထပ်ထုတ်ထပ်ပြီးထားတယ်အရင်ကမှလောကရဲ့နေ့က2024ကထုတ်ထားတဲ့အထုံးမှာကျတော့ကျွန်တော်တို့ဈေးပြဖန်ခါမပေါ့ဘူးအခုဒီနေ့2025နောက်ပိုင်းမှာမဟုတ်ပြန်ပြီးတော့ထုတ်လိုက်တဲ့အထဲမှာဈေးပြဖန်ခါကိုကျွန်တော်ထပ်ပြီးတော့တိုးပြီးတော့ထုတ်ပြီးထားတယ်စပင်အတွက်ပို့ပြီးတော့အခါရပို့ကောင်းအောင်ဈေးပြဖန်ခါဆိုတာဟာလည်းတိထားတဲ့တင်တိတဲ့အတိုင်းပဲနော်ဟိုပြောမလဲဆိုတော့စီးဖဲဝဲပင်လဲစနေနဲ့ပတ်သက်လိုက်ရင်အားကောင်းတယ်နော်စီးပြဖန်ခါဆိုတော့ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ကဒီမုတ်ထုတ်ကကျတော့ထုတ်ကိုကျွန်တော်တို့6000ဒီမောင်ကို6000လက်လီဈေးsorry လက်ကဈေးပေးမှဆိုရင်ကျွန်တော်တို့ဆက်ထုတ်ဈေးကို9000ဈေးနော်ဟုတ်ကဲ့ပါရှင်အဲဆိုရင်ကျွန်တော်တို့အခုဒီအမှုလေးနဲ့ကျိတ်မှန်မုတ်ကိုအများကြီးကျွန်တော်တို့ကဘာနဲ့တွဲပြီးသုံးလဲဆိုတော့အဲ့လိုနှက်စီနဲ့တွဲပြီးသုံးတယ်နှက်စီကကျွန်တော်တို့အခုရှင်းစင်အောင်ဆိုရင်နှစ်မျိုးထုတ်ပြီးထားတယ်နော်ဒီမှာလက်ဖက်စီစီမယ်ပြီးတော့ဒီမှာထော်လက်နှက်စီစီမယ်ရှင်အဲ့ဒါကအလွယ်ခေါ်လိုက်တယ်ခေါင်းစဉ်အရာကျတော့လက်ဖက်စီထော်လက်စီပဲဒါပေမဲ့သူ့မှာကျွန်တော်တို့ပေါင်ပစ္စည်းတွေကဘာတွေပါလဲဆိုတော့ကျိတ်မှန်စီပါသေးတယ်ဒီထဲမှာနောက်ပြီးတော့ကျင်းမစီပါတယ်ပြီးတော့ကျွန်တော်တို့ပါသေးလဲဆိုတော့ဗိုက်တာမင် E ပါတယ်အာမင်စီပါတယ်အုံပြူစီပါတယ်ကျွန်တော်တို့ဒီကထုတ်တဲ့ထောက်ကုန်တိုင်းမှာကျတော့အုံပြူစီကိုကျွန်တော်တို့ကဝါချင်းကိုကိုနတ် oil လို့ခေါ်တဲ့အုံပြူစီကိုကျွန်တော်တို့ဒီကထပ်ပြီးထားတယ်သူကကျတော့ကျွန်တော်တို့ဒီအုံပြူစီကကျတော့ကျွန်တော်ကိုယ်တိုင်ကကျတော့ထောက်ဖို့တော့ကျွန်တော်ချိန်ပေးတော့မှလည်းပါလဲဆိုရင်ကျွန်တော်တို့ဘာပဲလိုက်လဲဆိုတော့ Kiss Island ကျွန်တော်တို့ဘိုင်းမှာဆက်မှုစီးတယ်အဲ့ဒီ Kiss Island ကထုတ်တဲ့ကျွန်တော်တို့ဒီ skin နဲ့ပတ်သက်တဲ့ဝါချင်းကိုကိုနတ် oil ကိုကျွန်တော်တို့ကဒီကလန်ပုံးလေးပေါ့နော်ဆက်ကလန်ဆက်ပြီးတော့အဲ့ဒီပုံးလေးကျွန်တော်တို့ဝယ်ယူပြီးမှအဲ့ဒီဟာကိုပြန်ပြီးတော့ထောက်တာဖြစ်တယ်နော်ဟုတ်ကဲ့ပါရှင်ဒါဆိုရင်အဲ့ဒီနတ်စီနှမျိုးကကျွန်တော်တို့နေတဲ့တလို့သုံးလို့ရတယ်တချို့လည်းဖက်နားလေးတိုင်းလို့ဆိုရင်ဒါလည်းဖက်စီကိုသုံးလိုက်နော်တချို့ကကျွန်တော်ထွားပါစီကိုကြိုက်တယ်ဆိုရင်ထွားလာကိုသုံးလိုက်သူကကျွန်တော်ဘယ်လိုမျိုးသုံးလဲဆိုတော့ခုနကကျွန်တော်ပြောတဲ့အဲ့ဒီကျင်းမှန်မုတ်ကိုကိုယ်စပင်မှာဘယ်လိုလဲပေါ့ဟိုကျွန်တော်စပင်ဆိုရင်ကျွန်တော်စပင်ဆိုရင်တော့ခေါ်နေလေးကြော်ရနော်အဲ့ဒီဝကျင်လောက်ဆိုရင်ကျွန်တော်ကဟိဆောဆုံးနှစ်ဆုံးထည့်လိုက်တယ်နော်ပြီးတော့စီကိုလည်းလိုပဲဟိဆောဆုံးနှစ်ဆုံး